FBI agent ရာပေါင်းများစွာရေကန်ကြီးကိုဝိုင်းရံထားပြီးအထဲမှာပုံနေတဲ့လူသမားစီကိုတနက်တွေနဲ့ချိန်ထားကြပါတယ်။အဲဒီနောက်မှာတော့ရေဆုပ်ဆက်ရာပေါင်းများစွာကိုအသုံးပြုပြီးရေကန်တွေကရေတွေကိုအစွမ်းကုန်ဆုပ်ထုတ်ပါတော့တယ်။ဒါပေမဲ့ရေမျက်နှာပြင်တိရတာရောကျသွားတဲ့အခါမှာတော့ရဲမင်းကြီးကသူမြင်လိုက်ရတဲ့အရာကြောင့်မှင်တက်သွားပါတယ်။မြေပြင်ပေါ်မှာအောက်ဆီဂျင်ဘူးတစ်ဘူးပဲရှိနေပြီးလူသမားကလွန်ခဲ့တဲ့အချိန်ကလေးကထွက်ပြေးသွားပြီဆိုတာထင်ရှားနေပါတယ်။အဲဒီချိန်မှာပဲရေကန်ရဲ့ခြားတစ်ဖက်မှာမိန်းကလေးတစ်ယောက်ဟာအေးအေးဆေးဆေးနေပူစားလုံနေပါတယ်။ရုတ်တရက်ရေတွေကနေရေမင်းကြီးတစ်ခုကသူမစီကိုတဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်။မိန်းကလေးကအန်ဒီရရှိနေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့အရာအလုံးတော့ကျသွားပါပြီ။ဒီသတင်းရဲစခန်းစီရောက်လာတဲ့အခါမှာတော့ရဲဖွဲ့အခင်းဖြစ်ပွားရာနေရာကိုပြေးလာသွားရောက်ကြပါတယ်။ဒီလိုပါနေတဲ့လူသမားကိုရှာဖွေဖို့အတွက်ရဲမင်းကြီးကသူ့ရဲ့အတော်ဆုံးရေကုန်သမားကိုရေထဲလွှတ်လိုက်ပါတယ်။တယောက်တည်းမှာနင်းမြုံနေတဲ့လေတွေစင်းကိုတွေးလိုက်ရပါတယ်။အဲဒီလေထဲမှာလူလက်လက်တွေအများကြီးရှိနေုံမကပဲပွားနေတဲ့အလောင်းတစ်လုံးလောက်ပါတွေးလိုက်ရပါတယ်။အန်ဒီရရှိတယ်ဆိုတာသိလိုက်တာကြောင့်သူကအပေါ်ပြတ်တက်ပြီးအားလုံးအကြောင်းကြားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်လူသမားပေါ်လာပြီးသူ့လမ်းကိုပိတ်လိုက်ပါတယ်။ဘာမှနားမလည်နိုင်ခင်မှာပဲလူသမားသူ့အဲ့ဒီနေရာမှာတင်တက်ပစ်လိုက်ပါတယ်။အချိန်မှာရက်နေတဲ့ရဲမင်းကြီးဟာရေမျက်နှာပြင်ပေါ်ကဘူပေါင်းတွေထွက်လာတာကိုမြင်လိုက်တဲ့အခါအချိန်မဆွဲပဲကျိုးကိုမြေဆွဲတင်လိုက်ပါတယ်။ဒါပေမဲ့အပေါ်ရောက်လာတဲ့အခါတော့အဲ့ဒီရေကုန်သမားရဲ့အလောင်းပဲဖြစ်နေပါတယ်။လူတိုင်းဘာဆက်လုပ်ရမလဲဆိုတာစိုးရိမ်နေကြတဲ့အချိန်မှာရဲမင်းကြီးကတကယ်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရကြတော့အားသွားပါတယ်။